မင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားမှာအလုံးလုံးနေကြတဲ့နိုင်ငံသားတွေအနေနဲ့ပေါ့နော်ခုပြောမျိုးစေဆိုဒီလာစာရှင်တန်းပေါ့နော်ဒီလာစာရှင်တန်းစာရွက်လေးထွက်လာပြီးဆိုတာနဲ့ဒီစာရွက်ထဲမှာအများဆုံးတွေ့ရလေးရှိတဲ့ဝေါ်ဝါဒတချို့ကိုလွယ်လွယ်ကူကူနဲ့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့ Gibbon Group ဆိုတာပါလေ Gibbon Group ဆိုတာကအလုပ်သဘောတူစာချုပ်ထဲမှာချုပ်ဆိုထားတဲ့အခြေခံလာစာကိုပြောတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ရောင်ချန်ကိုလို့ဆိုတာဘာပြောရလဲဆိုတော့သတ်မှတ်ထားတဲ့အလုပ်ချိန်ထက်ပို့ပြီးတော့လုပ်ထားတဲ့အလုပ်လုပ်ခပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့အချိန်ပိုအလုပ်လုပ်ခကိုပြောတာပဲနောက်တစ်ခုကကြတော့ယာကန်ကိုလို့ဆိုတာဆိုတာဘာကိုပြောရလဲဆိုတော့ညဘက်ဒီမှာအလုပ်စင်ထားတဲ့အတွက်ကြောင့်မလို့ရရှိတဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ညဆိုင်အလုပ်လုပ်ခကိုပြောတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ Hugh Ecolos Sudan ဆိုတာကကြတော့ဘောနော်ကုမ္ပဏီရဲ့ညွှန်ကြားချက်ကြောင့်မလို့ဒီအနားယူတဲ့ရက်တွေပေါ့နော်အားလည်းရက်တွေမှာအလုပ်ဆင်းထားတဲ့အတွက်ကြောင့်မလို့ရရှိတဲ့အားလည်းရက်အလုပ်လုပ်ခကိုဆိုလိုတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ရှစ်တယ်ဆိုတာဘာကိုပြောရလဲဆိုတော့စားတောက်စီပေါ့နော်စားတောက်စီကကြတော့သူကတချို့ကုမ္ပဏီတွေကလစာနဲ့တူတူတွေ့ထည့်ပြီးလေးရှိတတ်ပါတယ်နောက်တစ်ခုကကြတော့ Jigub Akeဒါဘာကိုပြောရလဲဆိုတော့စွတ်စွတ်ပေါင်းပေးတဲ့ပမာဏပေါ့နော်ဒီမှာကျတော့အခြေခံလစာတွေညဆိုင်စင်ထားတာတွေအချိန်ပုံစင်ထားတာတွေပေါ့နော်အားလုံးပေါင်းထားတဲ့ပမာဏဒါပေမဲ့အခွန်ရဲ့အာမခံစီတွေရဲ့မှတ်နှုတ်ထားတဲ့စွတ်စွတ်ပေါင်းပေးတဲ့ပမာဏကိုပြောတာပဲဖြစ်ပါတယ်အခုလိုမျိုးဒီဝေါ်ဟာရာလေးတွေသိထားမယ်ဆိုရင်ဒီလဆာရှင်နဲ့ရလာတဲ့ခေါင်းမှာပေါ့နော်ဒါမိမိကအချိန်ပိုကြီးတွေကိုမမှန်ကန်ရနေရလားညဆိုင်စင်ထားတဲ့ပုံမှာရောမမှန်ကန်ရထားရှိရလားပေါ့နော်ဒီလိုမျိုးတွေကိုစစ်လို့ရမှာပဲဒီဗီဒီယိုလေးကအားလုံးတော့အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်